Storytime with D Channel မှာကြိုဆိုပါမယ်ကဲတာတာမီမီတို့ရေမတွေ့ရတာအတော်လေးကြာနေပြီတော့ဒီနေ့ဖိုးဖိုးကတာတာမီမီတို့ကိုပြောပြပေးခြင်းတဲ့ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့မကောင်းကြံတော့ရလက်ဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်တခါတုန်းကရွာလေးတစ်ရွာမှာဇနီးမောင်နှံနှစ်ယောက်ရှိပါတယ်သူတို့ဟာအပြိုလူပြိုဘဝကလေးကလက်ထပ်ထိမ်းများလာခဲ့ကြတာမဟုတ်ပါဘူးသူတို့ဟာမုတ်ဆိုးဖို့မုတ်ဆိုးမတွေဖြစ်ကြပြီးသူတို့အသီးသီးမှာသမီးတစ်ယောက်စီရှိကြတဲ့မိန်းမဖြစ်သူဟာယောက်ျားဖြစ်သူရဲ့သမီးကိုနည်းနည်းလေးမှမချစ်ပဲအင်မတန်မှမုန်းတီးနေပါတယ်ယောက်ျားကအပြင်မှာတနေကုန်အလုတ်သွားလုံနေတဲ့အခါဒီမိန်းမကြီးဟာသူ့ယောက်ျားရဲ့သမီးလေးကိုအလုတ်တွေရက်ဆက်စွာခိုင်းစားပြီးရိုက်နှက်လေးရှိတယ်ဒါအပြင်အစားအစာများကိုလည်းသူ့ရဲ့သမီးစားပြီးသားသမင်းဟင်းအကြံများကိုသာမင်းကလေးဟာပေးစားပါတယ်ဒါပေမဲ့အဲ့ဒီမိန်းမဟာသူ့ရဲ့ခမွန်အိမ်ပြန်ရောက်တဲ့အခါမိန်းကလေးကိုချစ်ခံဆောင်ပြပါတယ်အဲ့ဒါကြောင့်ပဲယောက်ျားဟာသူ့မိန်းမမှသူ့သမီးကိုသမီးအရင်တစ်ပွဲချစ်တယ်လို့ပဲထင်နေပါတယ်မိန်းကလေးဟာသူ့ရဲ့မိထွေးကိုကြောက်နေရတဲ့အတွက်ဖခင်အားသူခံစားနေရတဲ့အရာတွေကိုပြောပြဖို့မပြောရဲပဲကြိတ်မိခံစားနေပါတယ်မိတွေဟာမိန်းကလေးပေါ်ဒီလောက်ဆိုးနေတာမကျင်တဲ့သေးပဲမိန်းကလေးကိုတပ်ပစ်ဖို့အထိကြံစီနေခဲ့ပါတော့တယ်ဒါအပြင်မိတွေဟာဒီကောင်မတေးရင်အေးသွားမှာပဲလို့စိတ်ထဲတွေးကမိန်းကလေးကိုမကောင်းကြံစီဖို့ရေချိုးစပင်းလျှော်ရန်ရွာအပြင်ဘက်ချောင်းစီတို့ခေါ်သွားပါတော့တယ်အဲ့လိုနဲ့ပဲမိန်းကလေးဟာသူ့မိတွေခေါ်တဲ့နေရာကိုလိုက်ပါသွားပါတယ်အဲ့ဒီလိုနဲ့ချောင်းတန်းရောက်သွားတဲ့အခါကလေးမလေးဟာခေါင်းငုံပြီးစပင်လျှော်တော့မိဆဲဆဲမှာသူ့ရဲ့မိထွေးမအနောက်ကနေပြီးမင်းကလေးကိုတွန်းချပစ်တာပါဇက်မှာဒီတခါတော့တေးပြီးမှတ်ထားငါကျေနပ်လိုက်တာလို့ပြောပြီးအင်ကိုပြန်လာခဲ့ပါတော့တယ်မိထွေးဟာအင်ကိုရောက်တဲ့အခါမှာတော့ခင်မွန်းဖြစ်သူဟာသူ့အသက်ထွက်မတော့ငိုးပြကကူညီကြပါအောင်ရှင်သမီးရေထဲကျသွားပြီဟုဟန်ဆောင်ပြီးအောင်ငိုးပြတယ်စီအဲ့ဒီခါမှာတော့မိန်းကလေးရဲ့ဖခင်ဟာချောင်းထဲပြေးသွားပြီမဲ့သမီးလေးကဟိုးအဝေးကြီးမှာရေနဲ့မျိုးပါသွားလို့သူ့ရဲ့သမီးရေထဲနစ်ပြီလို့တွေးထင်ပြီးငိုငိုယိုယိုနဲ့အိမ်ကိုပြန်လာခဲ့ပါတော့တယ်အမျိုးသမီးဟာလည်းသူ့ယောက်ျားအရှိမစိတ်မကောင်းဟန်ဆောင်ပြကအတန်ပြဲကြီးနဲ့ငိုပြပါတော့တယ်တစ်ဖက်မှာတော့မိန်းကလေးဟာရေနဲ့အတူတူမျောလာပြီးနောက်မှာတော့အမတ်တမဲ့ရှူခင်းကြည့်နေကြတဲ့တတိလင်မယားဟာရေထဲမျောပါလာတဲ့မိန်းကလေးကိုတွေ့သွားပြီးသူ့ရဲ့တပည့်များအားထိုမိန်းကလေးကိုကယ်ရန်ဖြိုးလိုက်ပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲမိန်းကလေးဟာတေမင်းရဲ့လက်မှာလွတ်မြောက်သွားပါတော့တယ်။တတိလင်မယားဟာသားသမီးမရှိကြတော့တဲ့အတွက်၎င်းမိန်းကလေးကိုမွေးစားရန်ဆုံးဖြတ်လိုက်ပါတော့တယ်။မိန်းကလေးဟာလည်းတတိသမီးရဲ့မွေးစားသမီးလေးဖြစ်သွားပြီးအကျူတူပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရပါတဲ့။အဲ့လိုနဲ့ပဲမိန်းကလေးဟာတထေးလင်မယားနဲ့အတူတူနေတာအချိန်ကြာလာတဲ့အခါမှာတော့မိန်းကလေးဟာရွာမှာရှိနေတဲ့သူ့ရဲ့ဖခင်နဲ့မိတွေးကိုတတိယကတထေးဇနီးမောင်နှမကိုသူ့ရဲ့မိဘစီအလဲပြန်သွားဖို့ခွင့်တောင်းလိုက်ပါတဲ့။တထေးဇနီးမောင်နှမမှလည်းခွင့်ပြုကမိန်းကလေးမှရွာကိုပြန်လာခဲ့ပါတော့တယ်။ဖခင်နဲ့မိတွေအတွက်ငိမ့်တဲ့အစားအစာတွေနဲ့မုန့်တွေယူသွားပေးပါတဲ့။ရွာကိုပြန်ရောက်တဲ့အခါမှာတော့မိတွေဟာမင်းကလေးပြန်လာတာကိုတွေ့ရောက်တဲ့အခါမှာတော့အလွန်ပဲအံ့ဩမြင်တတ်သွားပါတော့တယ်။တချိန်တည်းမှာပဲဖခင်ဟာသမီးလေးကိုပြန်လာတာတွေ့ရတဲ့အခါဝမ်းသာပြီးသမီးလေးဟာသူတို့နဲ့အတူတူပြန်လာနေဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့မင်းကလေးဟာမိထွေးရဲ့အနိုင်ကျင့်မှုမုန်းတီးမှုတွေဆက်ခံနေရမှာပဲဆိုပြီးတွေးမိလို့ဖခင်ရဲ့တောင်းဆိုမှုကိုညှင်းလိုက်ပါတော့တယ်။မင်းကလေးကလည်းတထီးကြီးဇနီးမောင်နှံဟာကျမအသက်ကိုကယ်ခဲ့ကြတဲ့သူတွေဖြစ်ကြလို့သူတို့ဟာကျမရဲ့ကျေးဇူးရှင်တွေဖြစ်ကြပါတယ်။အဲဒါကြောင့်သူတို့နဲ့ပဲပြန်နေရမယ်။ကျမကိုခွင့်လွှတ်ပါလို့ပြောပြီးမင်းကလေးဟာတထီးလိုဇနီးမောင်နှံစီပြန်လှည့်လာခဲ့ပါတော့တယ်။မိထွေးဟာမိန်းကလေးကံကောင်းနေတာကိုကြည့်ပြီးသူ့ရဲ့စိတ်ထဲမှာအကြံဆိုးတွေထပ်ပေါ်လာပါတော့တယ်။ဒီကောင်မကိုငါရေထဲတွန်းချလို့တထေးသမီးတောင်ဖြစ်သွားတယ်။ငါသမီးကိုလည်းရေထဲတွန်းချရင်တထေးသမီးဖြစ်သွားနိုင်တာပဲလို့တွေးကသူ့သမီးအားချောင်းထဲခေါ်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့အမျိုးသမီးကြီးဟာဖ
သူ့သမီးလေးခေါင်းချော်ဖွက်တဲ့အချိန်မှာတော့အရင်ကမင်းကလေးကိုသူလွတ်ခဲ့ဘူးသလိုသူ့သမီးကိုရေထဲတွန်းချကပါဇက်မှလည်းတထေးသမီးသွားဖြစ်တော်လူပြောလိုက်ပါတယ်ဒါပေမဲ့သူထင်သလိုမျိုးမဟုတ်ပဲသူ့သမီးဟာရေထဲအမှန်တကယ်နစ်သွားပြီးမျောပါသွားပါတော့တယ်မကြမီရပိုင်းလောက်မှာသူ့သမီးရဲ့အလောင်းဟာရေထဲမှာပြန်ပေါ်လာတာသိလိုက်ရတဲ့အခါမှာတော့အမျိုးသမီးကြီးဟာအကြီးအကျယ်ဝမ်းနည်းသွားပြီးရင်ခွဲပက်လက်နဲ့တေဆုံးသွားပါတော့တယ် ကဲကလေးတို့ကြီးပုံပြင်လေးကတော့ဒီလောက်လေးပါပဲပုံပြင်လေးရဲ့သင်ခန်းစာကတော့လူဘဝကြီးမှာနေထိုင်အသက်ရှင်ရတဲ့အခါတယောက်နဲ့တယောက်မနာလိုတဝန်တိုခြင်းမရှိကြပါနဲ့တပားသူကိုလည်းမကောင်းကြံခြင်းမလုပ်ပါနဲ့နော်ဒုက္ခနဲ့ရင်ဆိုင်တတ်ရပါတယ်ကျေးဇူးတင်ပါတယ်တာတာမီမီတို့ကြီးနောက်မှပြန်လဲဆုံတွေ့ကြမယ်နော်ပုံပြင်လေးကိုကြိုက်နေတဲ့ရင်ဖိုးဖိုးရဲ့ YouTube channel လေးကို like and subscribe နဲ့အားပေးသွားပါအောင်နော်